ကြောင်နေကလူစွမ်းကောင်းပြတ်တာဘဝလုံးမြစ်ခေါင်သောငပန်းတော်တောင်တော်ရွှေပုတ်ပါကမွေတော်ကျူတော်မြစ်စုတကားပန်းအဆန်းဆန်းကိုခူးဆွလို့ရဲ့ပကံပြည့်ရှင်တော်ရထားမင်းထအချိန်မှန်မှန်ဆက်သားခဲ့တယ်လို့နဲ့မောင်ပေးခဲ့တဲ့ပန်းကလေးတွေလေမွေရခင်းလို့မင်းပြောခဲ့ဘူးတဲ့မွေရခင်းလို့မင်းပြောခဲ့ဘူး